hello မော်နီပါပြိပတ်တော့စားမယ်အမနဲ့စားမယ်ရုပ်ဒီနော်ပြိပတ်လေးတွေမှာဒီပြောရဘူးစားလေးတွေနော်တီးစုံကော်ပြန်ရဲ့ဖတ်ထုတ်ကြော်ရဲ့အာလူကြော်အာလူအလုံးကြော်စမူစာကြော်ဘူတီကြော်ချက်သွန်ကြော်ကိမ်မော့ဘက်ကတမော်တီဆွဲတယ်ယူဇနာပလာဇာရောက်နေပါတယ်ယူဇနာပလာဇာမှာပါကဲရန်ကုန်ကပြန်ထွက်လာပြီဆိုတော့ဒီမှာဒါအုတ်ကန်စိမ့်လက်မြေမှာထမင်းစားမယ်နော်ထဲရောက်နေပြီစိမ့်လက်မြေမြန်မာထမင်းဆိုင်မှာထမင်းစားပါမယ်စိမ့်လက်မြေဆိုတဲ့အတိုင်းပဲနော်ပင်လေးတွေစိမ့်စိုးနေရပါစားမယ်အမကိုရှေ့ရွေးပြီးသွားပြီပြီးသွားပြီတော့လည်းပြုံပြုံပြန်တော့လည်းပြုံပြုံပေါ့ဒီတော့ခလုတ်ပြဒီတော့ကဲကျိုးပင်ကောက်ရောက်ပြီဆိုတော့ကဲ KBG မှာထမင်းစားလိုက်ပါအောင်မယ်မှားပြီလားမှားပြီဟောသိန်းတော့ဆွဲနေမှာလာရှန်ကောင်းတယ်အဲ့ဒီတော့ကုန်ကြိတ်
အဲ့ဒါစပြီးတောက်ပြီးပြီပေါ့နော် ဘာကြီးကား ဟောဘာကြီးကားကားမှာပဲ ချက်ဘူးပဲပဲ ကဲ9000 ရှင်းခဲ့ရပါတယ်အိမ်ပြန်တဲ့မိထင်တယ် ခုရပိုင်းကဗာသတင်းညာသတင်းတွေလေးကြောင်းဆိုင်မှာတော့လူမရှိဘူးလို့ပြောနေပါတော့ဘိုက်လေးလိုက်ဘိုက်တင်းလိုက် အိုက်တင်းသွားရင် အဲ့ဘိုက်တင်းလိုက်ဘိုက်တင်းလိုက် ကဲပြူရောက်ပါပြီတေးဒါမှအေးတောက်လိုက်ပါအောင်မယ်ကဲတေးဒါရောက်ပြီဆိုလို့ရှိရင်ပေါ့ဒါဒိုမီနိုကတော့အကြိုက်ဆုံးပေါ့နော်ညလည်းပါဆက်ဆွဲအောင်ဒိုမီနိုတွေပဲ ကိုမူကရင်းတယ် ပါဆယ်လေးပေါ့နော်ငယ်ငယ်ဦးတွေလည်းဦး20လောက်ဝယ်လာခဲ့တယ်တင်ကေဟောတိုင်းလို့ဦး20အေးညီမလေးအေးအိုက်တဲ့အေးပါပြန်มาတော့မယ်ဒါလေးလက်ဆောင်ပေးလိုက်တယ်အိမ်ပြန်ရောက်ပါပြီရှင်အိမ်ပြန်ရောက်ပြီဆိုတော့ဖျားကံအောင်အရင်ဆုံးလာပြီးတော့ဥတက်ရတာပေါ့နော်နားလိုက်ပါအောင်မယ်